မြန်မာပြည်တွင်းကအမျိုးသမီးပရိသတ်တွေကြားထဲမှာရေးပန်းစားနေတဲ့မင်းသားလေးအောင်စုံမှုနဲ့ဆိုရင်မိုးတို့အပါအဝင်လူငယ်လူပညာရှင်တွေကိုစစ်အာဏာရှင်တပ်အတွက်စစ်မှုထမ်းဆင့်ခေါ်ဖို့ပြူစောတိကောင်းဆောင်ပေါက်ကိုတော်ကတိုက်တွန်းလိုက်ပါတယ်။ဇူလိုင်24ရက်နေ့မှာထွက်ပေါ်လာခဲ့တဲ့ပေါက်ကိုတော်ရဲ့ရုပ်သံထုတ်လွှင့်ချက်မှာအဲ့ဒီမင်းသား2ယောက်နဲ့အတူလူပညာရှင်တွေကိုစစ်မှုထမ်းဆင့်ခေါ်ဖို့သက်ဆိုင်ရာကိုတိုက်တွန်းလာခဲ့တာပါ။ဒါအပြင်လူပညာလောကကတသစ္စာလူငယ်တွေတရုတ်ဆောင်တွေကိုပါစစ်မှုထမ်းခိုင်းဖို့စာနဲ့တကွာဆင့်ခေါ်ဖို့ကိုလည်းပေါက်ကိုတော်ကထည့်သွင်းပြောဆိုထားတာလည်းတွေ့ရှိရပါတယ်။ဒါပေမဲ့အုပ်ချုပ်ရေးမှုတွေကတော့စင်ကောင်ရဲမှာမဟုတ်ကြောင်းနဲ့စင်ကောင်မဲ့အုပ်ချုပ်ရေးမှုကလည်းပြုံးမှာပဲလို့ထည့်သွင်းပြောကြားခဲ့ရလဲတွေ့ရှိရပါတယ်။လူစော်ရီကောင်းဆောင်ပေါက်ကိုတော်ကတော့သူရဲ့ရုပ်သံထုတ်လွှင့်ချက်မှာအနုပညာရှင်တွေဟာတာပေါင်းညာစားတွေနဲ့တာကူးတွေဖြစ်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့တာလည်းတွေ့ရှိရပါတယ်ရှင်။ရုပ်သင်းအကားကိုကြွကြွချင်ကားပြနိုင်လို့နိုင်ငံတော်ဇက်မင်းသားလို့တင်စားခေါ်ရလောက်အောင်မြင်လာတဲ့အောင်စမှုအကားခေါ်မျိုးစုံရှိတဲ့အထဲမှာအခက်အခဲဆုံးအနှိုးအစိတ်ဆုံးအကားတစ်ခုကရုပ်သင်အကားပဲဖြစ်ပါတယ်။အခြားအကားတွေကကိုယ်ခန္ဓာကိုယ်ရဲ့အလားပါအကျိုးစားတွေကိုပျော့ပြောင်းစွာအသုံးချပြီးတော့ကာရပေမယ့်ရုပ်သင်ရုပ်ကတော့ကားပြမဲ့အမှုပညာရှင်ဟာကိုသစ္စာရုပ်တရုပ်ကိုမှတ်ယူထားရပါတယ်။အပေါ်ကနေမမြင်ရတဲ့ကြိုးတစ်ချောင်းကဆွဲတင်လိုက်မှလက်တစ်ချောင်းကထောင်တက်သွားကကျိုးကိုလွတ်ချလိုက်မှခေါင်းလေးကစက်ကနေကျသွားတာမျိုးစားတဲ့ခက်ခဲတဲ့တရုပ်ဖော်မှုတွေကိုလုပ်ရတာပါရုပ်သေးကားကိုထူးထူးခြားခြားပါရမီရှင်တွေဇွဲလုံးလာကြီးမားတဲ့သူတွေကမှကားပြနိုင်ပြီးတော့ခက်ခဲလာတဲ့ရုပ်သိမ်းရောကားကိုစိတ်ဝင်စားလေးအောင်စုံမှုတယောက်စက်ခုံပေါ်မှာကားပြသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်အောင်စုံမှုရဲ့အစွမ်းကမနေတာကြောင့်ဝစီယာပြဆက်ယုံမှာဆ iam မခိုင်မလွင်တဲ့အတူရုပ်သိမ်းကားကိုကားပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်ဒီပွဲမှာကားပြဖို့အတွက်အခွင့်အရေးရတာကအောင်စမှုရဲ့ကံကောင်းမှုကြီးတစ်ခုဖြစ်တာကြောင့်အခုဆိုရင်တော့သူ့ကိုနိုင်ငံတော်ဇက်မင်းသားလို့တောင်တင်စားခေါ်နေကြပါပြီ။အောင်စမှုနဲ့ဆ iam မခိုင်မလွင်တို့ကခန္ဓာကိုယ်မှာကျိုးတွေဆွဲပြီးရုပ်သိမ်းမျက်နှာဖုံးတွေကိုတက်ကကားပြခဲ့တာလည်းဖြစ်ပါတယ်။ရုပ်သိမ်းကားနဲ့အခြားကားတွေကမတူညီပဲသူ့ရဲ့လှုပ်ရှားမှုတိုင်းကတစ်သားရုပ်လေးတစ်ရုပ်လိုကျိုးဆွဲခံရသလိုတောက်လေးနဲ့လိုက်ပါသွားတဲ့ပုံတွေအေးရုပ်ကျိုးပြက်ခွင်ကျသွားပုံတွေကအစားပြနေရလဲဖြစ်ပါတယ်။တကယ်လူကတရုပ်ဆောင်နေရရောဟုတ်ရဲ့လားတကယ်ရုပ်တရုပ်ကြီးအသက်ဝင်လာသလားလို့တောင်ထီအောင်ထင်မှာဖြစ်စိန်ရောက်တဲ့အထိကိုအောင်စုံမှုကအမှုပညာကိုပေါ်နိုင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။တချို့တွေကအောင်စုံမှုကိုရုပ်တရုပ်မကတတ်ဘူးလို့ထင်နေပေမဲ့ရုပ်တရုပ်ကတတ်တယ်လို့ကိုယ်တိုင်ကလည်းရုပ်တရုပ်ကြိုးဆွဲပြီးတော့လည်းကားပြနိုင်ပါတယ်။တောက်တော်ကျောင်းသားဘဝမှာလည်းရုပ်တရုပ်အကမှာချူးချုံလုံးနိုင်ငံခြားမှာတောရောက်ပြရတဲ့အထိကိုဒီပညာရဲ့မှာကြောကျင်ခဲ့သူတယောက်လည်းဖြစ်ပါတယ်။ခေတ်တွေပြောင်းလဲလာတာနဲ့အမျှလူငယ်အများစုကခေတ်ပေါ်အကားတွေနိုင်ငံတကာကဖြောပြမှုတွေကိုသာပို့ပြီးတော့စိတ်ဝင်စားလာကြပြီးတော့မြမရိုးရရုပ်သိမ်းရုပ်ကတဖြည်းဖြည်းနဲ့မိမ့်ပြောက်ကွယ်သွားမယ့်အခြေအနေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာဒါပေမဲ့အောင်စမှုကတော့သူ့ရဲ့နာမည်ကျော်ကြားမှုပြည်သက်အခိုင်အမာရရှိမှုဆိုတဲ့ဩဇာတိတ်ကမကိုအသုံးချပြီးတော့ဒီမိမ့်အနေနဲ့ရုပ်သိမ်းမှုပညာကိုပြန်လည်ချပြခဲ့ရလဲဖြစ်ပါတယ်ဆရာတပည့်